ဒီခန္ဓာစီစဉ်လေးအောင်မြင်စွာပြီးမြောက်သွားတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်လို့ကျွန်တော်အနေနဲ့ဒီနေ့စီစဉ်လေးကိုညှိနှိုင်းထားပါတယ်မနေ့ကတော့ဆိုရင်ကျွန်တော်တို့အများကြီးပြင်ဆင်ကြတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီတစ်နှစ်မှာအမျိုးသမီးတွေအတွက်တင်မဟုတ်ပါဘူးအမျိုးသမီးငယ်လေးတွေအတွက်ပါကျွန်တော်တို့ပါပါတယ် teenager ကတွေစပြီးတော့ကျွန်တော်တို့အမျိုးသမီးတွေအကုန်လုံးအတွက်ကိုဒီ IWD Day ခေါ်တဲ့ဒီဆိုင်ရာအမျိုးသမီးများတွေကလည်းအကျုံးဝင်ပါတယ်အမျိုးသမီးဖြစ်တည်မှုအားလုံးတွေအကျုံးဝင်တယ်အဲ့တော့ဒီနေ့အစီအစဉ်လေးကိုခြုံငုံပြီးတော့သုံးသပ်ရရင်ကျွန်တော်မျိုးသမီးငယ်လေးတွေရဲ့ပါဝင်တင်ဆက်ခြင်းတွေပါဝင်ဆောင်ရွက်ခြင်းတွေပါဝင်တယ်အဲ့ဒါအပြင်ကျွန်တော်တို့နေပဲအသီးသီးကအမျိုးသမီးတွေရဲ့အခမ်းအနားတွေလည်းကျွန်တော်တို့ပါဝင်လာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီနေ့အခမ်းအနားလေးကတော့တေချာတယ်ကျွန်တော်လည်းယုံကြည်တယ်အဲ့ဒါဒီပါလဲဆိုအောင်မြင်တဲ့အစီအစဉ်လေးတစ်ခုဖြစ်တယ်ပေါ့အဲ့ဒါအပြင်ကိုဒီpanelထိုင်တဲ့အခါမှာကျွန်တော်အနေနဲ့အတွေးလေးတစ်ခုရပါတယ်ဘာလဲဆိုတော့အားလုံးကဝိုင်းပြီးတော့ကျမတို့ကိုတွန်းအားပေးတယ်ဆိုတာလေးကျမအနေနဲ့မှတ်ယူပါတယ်အဲ့ဒါပါလဲဆိုရင်ကျမတို့ကိုယ်တိုင်ကတူတယောက်ချင်းစီကစားရမယ့်အရာလေးပါတူတယောက်ချင်းစီကျမတို့စမယ်ကျမတို့ရဲ့တိုးတက်မှုတွေဖွံ့ဖြိုးမှုတွေစမ်းဆောင်ရည်တွေအားလုံးအတွက်ကျမတို့တွေစတင်ပါမယ်အဲ့ဒါအပြင်ကိုကျမတို့ဘာတွေထပ်လို့ရမလဲဆိုရင်ကျမတို့တန်းတူညီတူညီမျှရရှိနိုင်မယ့်အခွင့်အရေးတွေနော်ကျမတို့လှုပ်ဆောင်မှုတွေကျမတို့အသက်ရှင်မှုတွေကိုရဖို့အတွက်ဒီနေ့ကစပြီးလှုပ်ဆောင်နိုင်မယ်ရှောက်လန်းနိုင်မယ်လို့ယုံကြည်ရင်းနဲ့ကျေးဇူးတင်စကားကိုပြောကြားလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်တစ်ဆက်တည်းပါတော့နော်ကျွန်တော်တို့ဒီနေ့ကျွန်တော်တို့တင်ပြတာလေးတစ်ခုရှိပါတယ်ကျွန်တော်တို့နောက်ဘက်မှာ hashtag လေးတွေနဲ့ကျွန်တော်တို့ရေးထားတာလေးရှိတယ်ပေါ့နော်ဒါလေးတွေကိုကိုယ့်ရဲ့ Facebook မှာရေးပြီးတော့တင်ပေးကြပါ hashtag လေးတွေနဲ့ကျွန်တော်တို့ကိုယ့်ရဲ့ personal ကိုယ့်ရဲ့ account လေးတွေမှာပေါ့နော်တင်ပေးကြပါလို့လည်းမေတ္တာရက်ခံခြင်းနဲ့အဲ့ဒါအပြင်ကျွန်တော်တို့အားလုံးဓာတ်ပုံရိုက်လို့ရတယ်ဓာတ်ပုံရိုက်တဲ့အချိန်မှာကျွန်တော်တို့တွေကဒီလိုပုံလေးပေါ့နော်ကျွန်တော်တို့တွေကအရာအားလုံးကိုကျွန်တော်တို့လှုပ်ဆောင်နိုင်တယ်စမ်းဆောင်ရည်တွေမြင့်တက်နိုင်တယ်ကျွန်တော်တို့အရှိအနာဂတ်ကိုကျွန်တော်တို့သွားနိုင်တယ်ဆိုတဲ့သင်္ကေတလေးဖြစ်ပါတယ်လို့အဲ့တော့အားလုံးသွားတဲ့ကျွန်တော်တို့ဓာတ်ပုံရိုက်တဲ့အချိန်မှာကျွန်တော်တို့သင်္ကေတလေးနဲ့လည်းကျွန်တော်တို့ရိုက်ကြရအောင်ပြီးတော့ကျွန်တော်တို့ရဲ့အသက်ရှင်မှုတောက်လျှောက်လုံးမှာလည်းကျွန်တော်တို့အင်ပြည့်အားပြည့်နဲ့ကျွန်တော်တို့ရဲ့ဘဝကိုသွားရအောင်လို့ပြောပြီးဒုတိယအကြိမ်ပေါ့နော်ထပ်လောင်းကျေးဇူးတင်ရတဲ့ညီကိုချုပ်ပါတယ်လို့အားလုံးကျေးဇူးတင်ပါတယ်